ကိုဘာလဲလို့ ဘယ်တော့ကိုကြီးရလဲ ဘာကိစ္စတော့ညီရလဲ မင်းမလို့ကိုကြီးတင်ချကျွမ်းလား ဟာတင်ချာကျွမ်းတာပေါ့နော်10တန်းတော့တင်ချာ36မှတ်ရတာ 36မှတ် 36မှတ် အမလီ90တောင်မပြည့်ဘူးပြည့်မှာကိုကြီးရဲ့ ဟာတင်ချာဘာသာရဲ့ပဲ36မှတ်ရလေကျန်တဲ့ဘာသာတွေအကုန်လုံးကဘဲဦးမကွဲဘူး ဟာ တာတယ်ပြောတာဘာသာရဲ့တွေအားလုံးထက်တင်ချာဘာသာရဲ့မှာငါတာတယ်တော်တယ်အမှတ်ရတယ်ဒါကိုပြောတာ မစိုးဘူးပေါ့ ရတယ်1နဲ့ပေါင်း3နဲ့4နဲ့ပေါင်းခွင်းရကျွမ်းအိမ်မိုင်းမမမင်းမလို့ မေးလေရ1နဲ့ပေါင်း3လို့ နေအောင်အဲ့ဒါမေးမှာမဟုတ်ဘူးဖြန်း9လက် ခြာ9လိ လူ3ယောက်ရှိ ဟုတ်ပြီ အကြီးမြဘယ်လိုထမ်းမလဲ ဟုတ်ဘူးလေခြာ9လိလူ9ယောက်ရှိရဟုတ်တယ်မလား လူ9ယောက်ရှိတာ လူ9ဟမ် လူ3ယောက်ရှိတာ လူ3ယောက်နဲ့ဖြာ9လိကိုထမ်းရမှာအဲ့ဒါခဏငါတွက်လိုက်အောင်နော် တွက် ဒီတလိရဲဆိုလူတစ်ယောက်ရဲဆိုတော့အမှနောက်ထပ်2လိကိုထပ်ချီရောပေါင်းစကွဲရဘူးခံရင် ဘာတွေလဲနေတာတော့ စကွဲဟမ် ဘာတွေလဲနေကိုဒီတိုင်းတွက်လဲရပါတယ်ဘလူကြီးတွက် ဟာအဲ့လိုတော့ဒါယူတယ်လေတို့ဟိုမှာအဲ့လိုတက်ရတာမဟုတ်ဘူး10တန်းမှာဆိုရင်ငါတို့ကအိတ်ဒီရောဘာတွေမှလည်းမသိဘူးစကွဲရဘူးရောအပေါ်ကဟိုဘာကျူတွေရောဘာတွေခံရတာအိတ်ရွာနေပါနေတွက်မှရပါလားမသိဘူးညငါဗလာစာအုပ်နဲ့ဘောပင်သွားယူ မလို့ပါဘူးကိုကြီးဒီတိုင်းထိုင်တွက်လဲရပါတယ်သမီးတော်ဒီဘက်စဉ်းစားရင်းနဲ့တွက်ကြည့်လိုက်တယ်အဲကြောင့်သမီးကိုမေးကိုကြီးညံစမ်းတာပေါ့ကိုကြီးအုံနောက်ဘလောက်ကောင်းတော့အိုက်ကျူဘလောက်ကောင်းတော့ကိုကြီးတကယ်တော့ဒီလားလူမဲသလိုကြီးအုံနောက်ကြမ်းမဲနာ စာဘာလူမဲတို့လို့အုံနောက်မဲရမှာညီကမဖြစ်နိုင်တာပြောနေရအောင်ဖြာ9လိလူတော့အကဲဘယ်လိုအညီမထမ်းမအောင်ညီထမ်းပြစမ်းကိုင်းကဲညီအညီမအကဲညီထမ်းပြစမ်းကိုင်းတိတ်ပဲမရှိရဖြာ9လိလူ ကိုကြီးအဲကြောင့်ပြောကိုကြီးစီးဘူးပါလေးလာတော့ခွေးပူတာလောက်ထိုင်ကြည့်နေတာကို ငါဘာကြည့်ဟာကိုင်းညီကလည်းအဲ့ဒါငါဘောပင်နဲ့စာအုပ်နဲ့မရှိလို့ညီကငါညီကလက်လည်းမခံဘူးဘောပင်နဲ့စာအုပ်နဲ့ဟိုဘာကျူတွေ HYZ တွေနဲ့ အော်ပါတယ်ကိုကြီးရဲ့ ဆိုင်ကိုဆိုင်အဲ့လိုမနီထားနီမထားဆိုတာ ဘာတွေမှမသိဘူး အေးညီမအတိုက်တက်မရောက်ဘူးဘယ်သိမှာ သမီးတော်ထိုင်ပြီးတွက်နေတာပါစိုးနေမှာကိုကြီးကလည်း တွက်ပြစမ်းညီအဖြေရပြီလား ရုပ်ပြမယ်ဖြာ9လိတ်လူ3ယောက် အေး တရားတစ်ခုစီထမ်း ဘလို့တရားတစ်ခုစီထမ်းမှာတရားတစ်ခုစီထမ်းတော့ညီအဲ့ပိုးနေတဲ့နှစ်ခုကြီးကညီကြီးတော်ကြီးထမ်းခိုင်းပါလားကိုင်း သမီးရီတို့မထမ်းခိုင်းပါဘူးရဲ့ပြောပြမယ် ကြီးတော်မတ်တင်ညူညီထမ်းခိုင်းပေါ့နှစ်လိပ် ပြောပြမယ် ပြော ဖြာရယ်9ရယ်လိတ်ရယ်လူက3ယောက်တယောက်တစ်ခုစီထမ်းလိုက် ဘာညီပြောတော့ဖြာ9လိပ်ဆိုလူလည်းမကြတယ်တော့ငါ့ကို ဘာတော့ဒီမှာကြည့်ဖြာရယ်9ရယ်လိတ်ရယ်ဖြာ9လိတ် လူ3ယောက်ထမ်း ဖြာ9လိတ်လူ3ယောက်ထမ်းကိုတယောက်တစ်ခုစီထမ်းပါကွာ ညီငါဟိုလိုဖြာ9လိပ်ထင်လို့ငါဒါဟိုဘာကျူတွေပါလေခံပြီးတွက်လိုက်ရလားငါမအုံနောက်လူ6တယ်ရတယ်ညီအဲ့လိုမကြည့်ဆိုငါမှလည်းနေကြရှိတာပေါ့ဟာ မင်း